အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်ဗီဒီယိုလေး6ပုတ်တင်ရုံနဲ့မြန်မာငွေ2000ကျပ်တိတိကိုနေရာနေတိုင်းရနေတဲ့နေရာလေးတင်ရရှိပါတယ်အဲ့ဒီနေရာလေးကိုအဲ့ဒီနေရာလေးကိုမိတ်ဆက်ပေးရမယ်ဆိုလို့ရှိရင်တော့ AO234 ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဗျ AO234 ဆိုတဲ့နေရာလေးမှာဗီဒီယိုလေး6ပုတ်တင်ရုံနဲ့မြန်မာငွေ2000ကျပ်တိတိရမှာပဲဖြစ်ပါတယ်ဆိုတော့အခုလည်းအချိန်ဆွဲမနေပဲနဲ့ AO234 နဲ့လက်တွဲပြီးတော့အလုပ်လုပ်ဖို့အတွက်ကျွန်တော်ကနေဖိတ်ခေါ်ပါတယ်အကြံပေးပါတယ်ဗျာ AO234 မှာဆိုလို့ရှိရင်ဘယ်လိုမျိုးတင်ရမလဲဆိုလို့ရှိရင်တော့ကိုကဗီဒီယိုပေါ့နော်စကားပြောဗီဒီယိုတစ်ပုတ်ပါရမယ်ပြီးလို့ရှိရင်ကိုစက်ချက်ဆော့ထားတဲ့ဗီဒီယိုနှစ်ပုတ်ပါရပါမယ်စုစုပေါင်း3ပုတ်ကိုကြိုက်နေတဲ့ social platform တွေဖြစ်ကြတဲ့ YouTube, TikTok, Facebook, Instagram စတဲ့နေရာတွေမှာဗီဒီယို3ပုတ်ပေါ့နော်တနေရာကို3ပုတ်စီနဲ့6ပုတ်တင်ပေးလိုက်အောင်နဲ့ကိုမြန်မာငွေ2000ကျပ်တိတိရရှိမှာပဲဖြစ်ပါမယ်ဗျာဘယ်လိုမျိုးလုပ်လို့ရသေးလဲဆိုလို့ရှိရင်အိမ်မှာဈေးဘိုးရှာခြင်းနဲ့အိမ်ရှင်မတွေလုပ်လို့ရပါတယ်မုတ်ဘိုးရှာခြင်းနဲ့ចောင်းသားចောင်းသူညီလေးညီမလေးတွေလုပ်လို့ရပါတယ်ပြီးလို့ရှိရင်ဟောအပြင်ထွက်ပြီးတော့အလုံးမလုပ်ချင်ဘူးအပြင်ထွက်ပြီးအလုံးလုပ်ရတာပြင်ပန်းနေဒါပေမဲ့အိမ်မှာပဲကိုကဝင်ငွေရှာခြင်းတယ်ဆိုလို့ရှိရင်လည်းဒီ AO234 မှာလာပြီးတော့အလုံးလုပ်လို့ရပါတယ်အချိန်မှအလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်မြင့်ကိုကအလုပ်လုပ်เสียမလို့ပဲကိုအားတဲ့အချိန်မှာဗီဒီယိုလေး3ပုတ်ရိုက်မယ်ပြီးလို့ရှိရင်ဒီပေါ့နော်ကိုကြိုက်နေတဲ့တဲ့ social platform တွေဖြစ်ကြတဲ့ YouTube, TikTok, Facebook, Instagram စတဲ့နေရာတွေမှာတနေရာကို3ပုတ်စီနဲ့6ပုတ်တင်ပေးလိုက်အောင်နဲ့မြန်မာငွေ2000ကျပ်တိတိရရှိမှာပဲဖြစ်ပါတယ်အဲ့တော့အခုကလေးကအချိန်မဆွဲပဲနဲ့ AO234 နဲ့လက်တွဲဖို့အတွက်ကျွန်တော်ကနေဖိတ်ခေါ်ပါတယ်ကြံ့ကြံပေးပါတယ်ဗျာတကယ်လို့ကိုက AO234 မှာလောက်တက်သွားပြီးကြမ်းကြုံသွားပြီဆိုလို့ရှိရင်2000ထက်မကတဲ့ဝင်ငွေတွေလည်းအများကြီးရနိုင်သေးတောင်မို့လို့အခုက AO234 နဲ့လက်တွဲဖို့အတွက်ကျွန်တော်ကနေကြံပေးပါတယ်ဗျာ